ဆိုရင်ဘဝမှာရဲ့ရာဇာတွေအပြည့်ဂျိုးခွင်တွေတိုင်းမှာစုံမနေတာအချင်းလေးဝေဒနာပြဿနာတွေဝင်မွေမဲ့ဟေးအနေကွာချိန်လေးမှာဒီအစင်သာရှိစေဘာကြောင့်မှမဝေလို့ဘယ်တော့မှမလွမ်းလို့ဘယ်သူပြတ်ပြတ်ပေါ်ချစ်တွေမပြည့်စီဖို့ကိုကျင်နာစားရတွေ့ရှင်နဲ့ပြင်စင်မဲ့ကွယ်အချိန်တွေတိုင်းဝင်ရောက်သူဒိုနာလေတနေ့တော့တို့ယုံကြည်ပြီးသားဘယ်ရသည်နဲ့ခနဲ့ပဲကြိုးဝင်မှာကျင်နာကိုနှောက်ရှက်မရမပူပါနဲ့လေဘာရဲ့ကြောင့်မှမဝေလို့ဘယ်တော့မှမလွမ်းလို့ဘယ်သူပြတ်ပြတ်ပေါ်ချစ်တွေမပြည့်စီဖို့ကိုပြင်နာစားတဲ့တွေ့ချင်းနဲ့ပြင်စင်မဲ့ကွယ်အချိန်တွေတိုင်းဝင်ရောက်အထူးဒိုနာလေအောင်ဒီဆောင်မဲ့အိမ်လွယ်ကူလေတော့ချိန်တွေကိုအချင်းရဲ့ဆောင်မျောနေပေါ်ကွယ်ချိန်တန်ရင်ပြင်းနေတန်ရောင်စုံအစင်ကြီးကိုယ်တိုင်စိုက်ပြခြင်းမြေပန်းစင်ဖို့ရဲ့ဘလို့သူတွေအကွက်စင်ကြကဝင်လာနိုင်တော့အန်ရဲ့တိတ်ကြီးတဲ့ဒုက္ခတွေပြင်းနိုင်ယူကြော်ရွှားမင်းပြောကတွေကိုဖြည့်ဆည်းဒီရဲ့ရာဟာပါလေချစ်စိတ်လေးများပဲဘာရဲ့ကြောင့်မှမဝေလို့ဘယ်တော့မှမလွမ်းလို့ဘယ်သူပြတ်ပြတ်ပေါ်ချစ်တွေမပြည့်စီဖို့ကိုအပြစ်နာစားတဲ့တွေ့ရင်ချင်းနဲ့ပြင်စင်မဲ့ခွဲခြေတွေတိုင်းဝင်ရောက်သူဒိုနာလေသူဆိုရင်ဘဝမှာရဲ့ရာဇာတွေအပြည့်ဂျိုးခွင်တွေတိုင်းမှာစုံမနေတာအချင်းလေးဝေဒနာစစ်သားများနဲ့မကြုံအောင်ရှောင်တဲ့နေကွာချိန်ချင်လေးများတဲ့ထိတ်သိမ်းဘာရဲ့ကြောင့်မှမဝေလို့ဘယ်တော့မှမလွမ်းလို့အဲ့သူပြတ်ပြတ်ပေါ်ချစ်တွေပြည့်စီဖို့ကိုပြင်နာစားတဲ့တွေ့ချင်းနဲ့ပြင်စင်မဲ့ခွဲအချိန်တွေတိုင်းဝင်ရောက်သူတို့နာလေဘာရဲ့ကြောင့်မှမဝေလို့ဘယ်တော့မှမလွမ်းလို့အဲ့သူပြတ်ပြတ်ပေါ်ချစ်တွေပြည့်စီဖို့ကိုပြင်နာစားတဲ့တွေ့ချင်းနဲ့ပြင်စင်မဲ့ခွဲဘယ်ချင်နေကြုံနဲ့ချင်နေကြောပြတ်သွား